နက်လေးပြောရမယ်ပြုတ်မယ်နော်ပြုတ်ပြီးဒီမဲ့ဒီတဲ့ဒီဘိုးရဲ့ဖြုတ်ရမယ်နော်အဘိုးရဲ့တောက်တော့ဟိုလေးနဲ့ဒါလေးဒီကောင်ထောက်ရိုက်အဲ့လိုရိုက်ဟိုအဲ့လိုထောက်ရိုက်ပြီးကောင်လန်ကြည့်လိုက်လန်ကြည့်ဒီကောင်လေးထွက်လာမှာနော်အဲ့ဒီကောင်ထုတ်ပြီးဒီဆက်ထားတဲ့ဟာတွေကိုကောင်ထုတ်ကောင်လေးတွေချက်လေးတွေကိုထုတ်ဒီကောင်လေးထုတ်ဘောထုတ်နော်ဘောထုတ်ပြီးသွားရင်ဆိုရင်ဘောထုတ်ကဒီပုထဲကတစ်လုံးယူပြီးတော့ရှေ့ကိုပေါ်ထက်နော်ပေါ်ထက်မနော်ဒီဗန်တဲ့နဲ့ထက်တစ်ခါထည့်ပြီးဘောထည့်မဲ့ဘောဒီထက်ဒီပဲဒီထည့်ပြီးသွားရင်ဒီထည့်ပြီးနော်ဒီနော်ဒီထည့်ပြီးသွားရင်ဖြစ်နေမယ်ဒီကောင်ချောင်းနေဆိုရင်ဘာလီလေးနဲ့ရိုက်ပြီလေအဲ့မှာပေါ်ထဲနော်ဒီတော့ချောင်းလို့မရဘူးပေါ့ကွက်တီဒီကောင်ဒီထက်ပြီးသွားတယ်မကွာဝေးကြည့်ဦးညီးလားညီးမလားညီးဘူးဆိုရင်ဒီကောင်ဒီမှာဒီဘောထဲကြည့်လိုက်ဒီကောင်မညီးဘူးဆိုရင်ညှိရမယ်ညှိတော့ဒီကောင်ကအကွာဝေးကအောက်ရောက်သွားတဲ့အတွက်ဒီပေါ်မလာမှရမှာဒါမှဆိုတော့ဒီကောင်ထောင်ပြီးတော့အောက်ရိုက်ခဲမယ်တူပေးတယ်မယ်ဝေးတူဘောနည်းနည်းကြွလိုက်ဆိုတော့ဘောထည့်ကြည့်မယ်ထည့်ကြည့်ပြီးဒီမညွှဲလားခုကျဒါဆိုများဝိုင်းနော်များဝိုင်းရင်အောက်နည်းနည်းပြန်ရိုက်မယ်အဲ့ဒါဒီမဲ့ဟေးနေပဲလို့တော့ညှိမယ်အကောင်အဓိကအကောင်ညီနေဘူးโอเคဒီမဲ့ညလာကိုနဲ့ဒီမတရားကြည့်ကိုနဲ့တာနဲ့ညီကွာနော်အဲ့ဒါရโอเคဒါပြီးတော့ဝါချ3ညဝင်မယ်ပြန်ပိတ်ထားလိုက်